ဒီနေ့ဘာ makeup look လေးပြင်ရမလဲဆိုတာမသိတော့ TikTok ရွေးပြီးတဲ့ makeup look ကိုလိုက်ပြင်มาဖြစ်ပါတယ် Today's makeup look ဆိုပြီးတော့ search လုပ်လိုက်တယ်ပေါ့ပထမဆုံးပေါ်လာတာကျတော့ fall makeup look လေးပါအဲ့ဒါ toasty brownie နဲ့ cleaner season makeup look လေးပေါ့နော်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာကျတော့ fall season ဆိုတာမရှိပေမဲ့အနောက်တိုင်းနိုင်ငံတွေမှာကျတော့ September 1ရက်နေ့ကနေ November ကုန်ခါနီးထိပေါ့နော် fall season လို့သတ်မှတ်ကြပါတယ်အနောက်တိုင်းနိုင်ငံတွေမှာကျတော့ fall season စနေပြီပေါ့နော်ဒီရိုက်မယ်ဆိုအများနဲ့မိုးကထထရွာတယ်အခုလည်းမိုးရွာနေပူတဲ့ချိန်မှလိုက်တင်ကောင်းပါတယ်ဆိုမိုးကရွာချပြီခုထွက်တဲ့ iPhone 7လေးရချင်လိုက်တာကျွန်တော်က16ကျတော့အယောင်တောက်ကြီးနဲ့တိတ်တဘောမကြောက်17မှာကျတော့အယောင်နှုတ်လေးနဲ့တော်တော်လေးလာတယ်ကွာ mascara လေးတော်တော်လေးကောင်းတယ်တကယ်မျက်တောင်ကြီးကိုရှည်ထွက်သွားတာပဲ blush ဆိုဒီ blush အယောင်ကလေအသားညိုတဲ့မိန်းကလေးနေတယ်ဆိုတော်တော်လေးလိုက်တယ်သိလားအခုမှလိုက်တင်နည်းနည်းကောင်းနေပြီပေါ့နော် fall makeup look ကကြတော့အောက်ကလာ toasty color ဘက်ကိုသွားတယ်ဆိုတော့လေအမ bronzer များများသုံးမရင်တော်တော်လေးလာတယ်ပေါ့နော်လုံးဝလည်း bronzer ပဲချက်လိုက်မယ် shimmer လေးနည်းနည်းထည့်မယ် highlights eyebrow တော့ဒီတိုင်းပဲတက်လိုက်မယ်ပေါ့နော်ပြီးဆိုရင် lip gloss ဆိုမယ်မထတော့အိုးဒါနှစ်နာရီပဲထားရသေးရဲ့နော်ဒီလိုအကောက်သားလေးပေါ်တယ်ကြည့်အောင်လာရနော်တညလုံးထားရင်ဘယ်လောက်လာမလဲမသိဘူးနော်အလီယာရူရှနီရဲ့ fall makeup look လေးပါသူက clean gun ဆန်ဆန်ပြင်ထားဆိုမျိုးရူရှိပြင်လိုက်တာ full gram လိုမျိုးဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းလာတယ်လိုက်မလိုက်ဆိုတော့ comment မှာမှန်ပေးခဲ့ကြပါအောင်နော်အားလုံး bye bye